6 လတိုင်တိုင်အိမ်မပြောတဲ့ယောဂခံစားနေရတဲ့လူငယ်တယောက်ဟာထူးဆန်းတဲ့စွမ်းအားတစ်ခုကိုရရှိသွားခဲ့ပါတယ်။အဲ့ဒါကတော့သူ့အိမ်မက်ထဲမှာမြင်သမျှအရာတွေကိုလက်တွေ့လောကထဲကိုယူဆောင်လာနိုင်တာပဲဖြစ်ပါတယ်။အိမ်မက်ထဲမှာပိုက်ဆံတွေအများကြီးမြင်ရင်အဲ့ဒီပိုက်ဆံအိတ်တွေကိုလက်တွေ့လောကထဲဆွဲထုတ်လာနိုင်ပြီးတနေ့တည်းနဲ့တန်းကြွယ်ချမ်းသာတဲ့သူဖြစ်သွားတာမျိုးပေါ့။ကျက်ဟာစိုးရင်ခြင်းများစွာနဲ့ယထာစီးနေခဲ့ပါတယ်။အရာအလုံးအေးဆေးဖြစ်နေပေမဲ့ရုတ်တရက်ဘေးကလူတွေထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။အကြောင်းရင်းကတော့ကြောက်စရာကောင်းတဲ့မိစ္ဆာတတဝါကြီးတစ်ကောင်ပေါ်လာပြီးကျက်ကိုတိုက်ခိုက်ဖို့လုပ်တာကြောင့်ပါ။အဲ့ဒီတတဝါကသူ့ကိုတတ်တော်မဲ့အချိန်မှာပဲကျက်လက်နိုးလာပါတယ်။တကယ်တော့ကျက်ဟာလွန်ခဲ့တဲ့6 လလုံးဒီအိမ်မက်ဆိုးကြောင့်ကောင်းကောင်းမအိပ်ခဲ့ရပါဘူး။ညတိုင်းအိပ်ပျော်ခါနီးတိုင်းဒီမိစ္ဆာကြီးကပေါ်လာပြီးသူ့ကိုတတ်ဖို့စူးစမ်းတတ်တာကြောင့်ပါ။သူ့ရဲ့အိမ်မပြောတဲ့ယောဂကပြင်းထန်လာပြီးအလုတ်ကင်တွေပါပျက်စီးကုန်ပါတယ်။သူ့မှာရှိတဲ့ပိုက်ဆံတွေကိုဆရာဝန်တွေစိတ်ပညာရှင်တွေနဲ့ပြသရင်ကုံဆုံးခဲ့ရမယ်ဘယ်သူမှမကုသပေးနိုင်ခဲ့ပါဘူး။လူတိုင်းကသူ့ကိုအပိစကားလောက်ပဲပြောပြီးပြန်လွတ်ခဲ့ကြတာကြောင့်ကျက်ဟာယူမတက်ဖြစ်နေရပါတယ်။တညလုံးမအိပ်ရပဲမနေ့ပိုင်းမှာခဏလေးမိခနဲ့ဖြစ်သွားစင်မှာပဲအင်ရှင်ကအိမ်လက်ခတောင်းဖို့ရောက်လာပြီးပြဿနာရှာပါတော့တယ်။လေးလတိုင်းတိုင်းအိမ်လက်ခမပေးနိုင်တဲ့ကျက်ဟာအဝတ်စားတွေကိုကောက်ယူပြီးအိမ်ပေါ်ကနေဆင်းပြေးခဲ့ရပါတယ်။ပိုက်ဆာစားနဲ့လမ်းဘေးကစားတောက်ဆိုင်လေးတစ်ခုကိုရောက်သွားပေမဲ့သူ့မှာပိုက်ဆံတစ်ပြားမှမရှိခဲ့ပါဘူး။ဒါပေမဲ့ကျင်နာတက်တဲ့ဆိုင်ရှင်ဖွားအိုကသူ့ကိုကြောက်လိတ်တစ်ခုကျွေးခဲ့ပါတယ်။အဲ့ဒီဆိုင်မှာထိုင်နေရင်သူရမ်းချရတဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုတွေးနေမိပါတယ်။သူဟာသူမကိုအမြဲတမ်းခိုးကြည့်နေတတ်ပေမဲ့ချစ်တယ်လို့ဖွင့်ပြောဖို့တတိမရှိခဲ့ပါဘူး။သူစားနေတော့မှကျလို့ခေါ်တဲ့လူတစ်ယောက်ကသူ့ပခုံးကိုလာပုတ်လိုက်ပါတယ်။ကျုံကကျက်ကိုစံညွှန်းရေးဖို့အထားသူတစ်ယောက်ပါ။တတ်မှတ်ရက်ကြော်နေချစ်ပေမဲ့ကျက်ကစံညွှန်းကိုမပြီးစီးသေးပါဘူး။ကျက်ကသူ့ကိုစားတောက်ဆိုင်တစ်ခုရဲ့ခေါ်သွားပြီးဘာလို့အလုပ်မပြီးသေးတာလဲငါမှဖိအားတွေအများကြီးရှိနေပြီလို့ပြောပါတယ်။ကျက်ကလည်းငါညဘက်အိမ်မပြောလို့အလုပ်ကိုအာယုံဆိုင်လို့မရဘူးလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအခါကျုံကအလုံးမလုံးနိုင်ရင်ကြိုတင်ထုတ်ပေးထားတဲ့ငွေတွေကိုပြန်ပေးဖို့တောင်းဆိုပါတော့တယ်။ဒါပေမဲ့ကျက်မှာပြန်ပေးစရာပိုက်ဆံလည်းမရှိတော့ပါဘူး။သူ့မှာရှိတဲ့ပိုက်ဆံတွေကိုအကုန်သုံးပြလိုက်ပြီဆိုတာတိလိုက်ရတဲ့အခါကျုံတစ်ယောက်ဒေါသတကြီးနဲ့စံညွှန်းပြီးဖို့နောက်ဆုံးခွင့်ရေးဖြစ်10ရက်အချိန်ပေးလိုက်ပါတယ်။ကျက်အိမ်ပြန်ရောက်တဲ့အခါမှာတော့အင်ရှင်ကသူ့ပစ္စည်းတွေကိုအပြင်ထုတ်ပစ်ပြီးအိမ်ပေါ်ကနေချလိုက်ပါတယ်။အခုဆိုရင်ကျက်ဟာခေါင်းချစရာနေရာတော့မရှိတော့ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်အလုပ်ပြီးအောင်လုပ်ဖို့ဆုံးဖြတ်ပြီးရုံးခန်းတစ်ခုမှာထိုင်ကလက်တော့နဲ့စာရေးဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ပုံမှန်တိုင်းပဲအိမ်ငိုက်လာပြီးအိမ်မက်ဆိုးစတင်ပြန်မှတ်ပါတော့တယ်။အဲ့ဒီအိမ်မက်ထဲမှာမိစ္ဆာကြီးကလက်ပလုံးနဲ့ဓာတ်တစ်ချောင်းနဲ့သူ့ကိုတက်လိုက်ပါတယ်။ကျက်လက်နိုးလာတဲ့အချိန်မှာတော့သူ့ရဲ့တစ်ခုတည်းသောအားကိုးရာဖြစ်တဲ့ laptop ပါအခုခံလိုက်ရပါတယ်။အရာအလုံးဆုံးရှုံးသွားတဲ့ကျက်ဟာကိုအဆုံးစီရင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာအဆောက်အဦတစ်ခုရဲ့အမိုးပေါ်တက်ပြီးခုံချဖို့ပြင်နေအောင်မှာအရင်ကသူ့ကိုအစားအစာကျွေးခဲ့ဘူးတဲ့ဆန်ရှင်ဖိုးကမြင်သွားပါတယ်။အဖိုးကမင်းအခုလိုမလုပ်ဘူးဆိုရင်ဒီနေ့မနေ့စာအလာကားကျွေးမယ်လို့ဖြောင်းဖြတာကြောင့်ဗိုက်စာနေတဲ့ကျက်ဟာပြန်ဆင်းလာခဲ့ပါတယ်။အဖိုးကကျက်ကိုဘာလို့တက်တည်ချင်တာလဲလို့မေးလာခဲ့ပါတယ်။လွန်ခဲ့တဲ့6 လလုံးလုံးအိမ်မပြောတဲ့အကြောင်းနဲ့အိမ်မက်ထဲမှာအမြဲအသက်ခံနေရတဲ့အကြောင်းပြောပြလိုက်ပါတယ်။အဖိုးကနေလန်တစ်ခုပေးလိုက်ပါတယ်။နောက်တစ်ခါအဲ့ဒီလိုအိမ်မက်မျိုးထပ်မှတ်ရင်ဒါဟာအိမ်မက်ပဲလို့မင်းမသာမင်းအော်ပြောလိုက်။အဲ့ဒါဆိုရင်မင်းချက်ချင်းနိုးလာမှာဖြစ်ကြောင်းနှစ်သိမ့်ခဲ့ပါတယ်။ကျက်ဟာသူ့ရဲ့နောက်ဆုံးပိုက်ဆံမှုဖြစ်တဲ့ဖုန်းလေးကိုရောင်းပြီးရလာတဲ့ပိုက်ဆံ200နဲ့စားတောက်နေတော့မှသူ့ချစ်ရတဲ့မိန်းကလေးဟုန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ခဏကြာမှာတော့အဲ့ဒါဟုန်မဟုတ်ပဲသူ့ကိုတက်ဖို့စူးစမ်းနေကြမိစ္ဆာကြီးဖြစ်နေတာကိုမြင်လိုက်ရပါတယ်။မိစ္ဆာကြီးကဓာတ်တစ်ချောင်းနဲ့သူ့ရင်ဘက်ကိုထိုးတက်ဖို့လုပ်တဲ့အချိန်မှာကျက်ကဒါဟာအိမ်မက်ပဲလို့အော်ပြောလိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲမိစ္ဆာကြီးပျောက်ကွယ်သွားပြီးကျက်ပြန်နိုးလာခဲ့ပါတယ်။ဒါပေမဲ့အန်တစရာကောင်းတာကအိမ်မက်ထဲမှာသူဆွဲကင်ထားခဲ့တဲ့ရှေးဟောင်းဓာတ်ကြီးကလက်တွေ့လောကထဲကိုပါလာတာပဲဖြစ်ပါတယ်။ကျက်အန်တမင်တက်သွားပြီးအဲ့ဒီဓာတ်ကိုယူပြီးရှေးဟောင်းပစ္စည်းအယောင်ဆိုင်တစ်ခုကိုတွားပြခဲ့ပါတယ်။လူတိုင်းကအဲ့ဒီဓာတ်ရဲ့လက်ရာကိုအန်တသွားကြပြီးနောက်ဆုံးမှာတော့ရောနှစ်တောင်းနဲ့ဝယ်ယူလိုက်ကြပါတယ်။ရုတ်တရက်ပိုက်ဆံတွေအများကြီးရလာတဲ့ကျက်ဟာပျော်လုံးလို့ယူမတက်ဖြစ်သွားခဲ့ပါတယ်။သူဟာအဝတ်စားအစ်တွေဝယ်စမင်ပုံစံအစ်ပြင်ပြီးရုပ်ရည်တန်းပြန့်တဲ့လူတစ်ယောက်ဖြစ်ပြောင်းလဲလိုက်ပါတယ်။ပြီးတော့စိန်ခံဟိုဝဲတစ်ခုမှာအခန်းကားပြီးအိတ်ဆက်နားယူပါတော့တယ်